ယူရဲ့အကြောင်းသားဟောင်းရဲပြဖြိုးဖြစ်ပါတယ်ဂျွန်ဒန်လို့လည်းခေါ်ပါတယ်ကျွန်တော်ဒီနေ့ Sunday မှာပေါ့နော်ကျွန်တော်အလုပ်လည်းပိတ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့သင်တန်းဖြစ်တဲ့ U ကိုကျွန်တော်ရောက်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ IT ပညာရေးနဲ့ပတ်သက်ပြီးတော့အများကြီးသင်ခဲ့တယ်လို့နေ့မှဆိုရှင်လည်းကျွန်တော်ဆရာဘိုးရဲ့ NLP coaching လေးကိုလာပြီးတော့ဝင်နေတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ U မှာ IT ပညာရေးတွေအပြင်မှာ personal development တွေကိုလည်းကျွန်တော်လာရောက်ပြီးတော့သင်တန်းလာတက်တာဖြစ်ပါတယ်ကျွန်တော် U မှာဆိုရှင်ကျွန်တော် IT နဲ့ပတ်သက်တဲ့အရာတွေတခုတည်းသင်တာမဟုတ်ဘူးကျွန်တော် personal development နဲ့ပတ်သက်တဲ့အရာတွေလည်းအများကြီးသင်တယ်အဲ့တော့ကျွန်တော် U ပဲအနည်းညွှန်းနေရတဲ့အကြောင်းရင်းတစ်ခုကတော့ဘာလဲဆိုရှင်ကျွန်တော် ID တစ်ခုတည်းသင်တာမဟုတ်ဘဲနဲ့ကျွန်တော် personal development တွေလည်းသင်ပေးတဲ့အပြင်မှာကျွန်တော်တို့interview ဝင်ဖို့အတွက်လည်းအများနဲ့အထောက်အကူဖြစ်အောင်လို့ဆရာတွေကဒီ interview နဲ့ပတ်သက်တဲ့ experience တွေအပြင်ကိုတခြားသောအလုပ်ပိုင်းဆိုင်ရာ experience တွေကိုလည်းအများ share လုပ်ပေးတယ် seminar တွေလည်းအများလုပ်ပေးတဲ့အပြင်မှာကျွန်တော် personal development အတွက်ဆိုရှင်အများနဲ့ကျွန်တော်တို့ဒီ U ကနေပြီးတော့ဆရာဘိုးကနေပြီး public speaking training တွေ one day training တွေအများနဲ့လုပ်ပေးလေးရှိတဲ့အတွက်ကြောင့်မို့ဒါ U ကိုဒါဆက်ဆက်ပြီးတော့တက်ဖို့အတွက်လည်းအကြံပေးချင်ပါတယ်တက်လည်းတက်တင်ပါတယ် ID အပြင်မှာ personal development တွေလည်းအများကြီးရတဲ့အပြင်ကျွန်တော်တို့ရဲ့ဒီနေ့စဉ်ဘဝတွေမှာ career အပြင်ကိုကျွန်တော်တို့ရဲ့ personal development တွေလည်းအများကြီးတိုးတက်လာတာကိုလည်းဒါတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော် U ကိုလာရောက်တက်ဖို့အတွက်အကြံပေးချင်ပါတယ်